တိစိတ်တဲ့အခါမှာဘုရားရဲ့ခုံတော်ကိုစိတ်ကရောက်ဖို့ရအမှန်တမ်းအရေးကြီးတယ်ပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ပတိလုံးနဲ့ပတိအရေးအတွက်ဘက်ကိုစိတ်ရောက်နေတယ်ဆိုရင်ခုံတော်နဲ့ဝေးကွာနေတတ်သေးတယ်နော်ခဏပဲစိတ်ရောက်အရေးအတွက်ပဲကိုယ်ကိုယ်တိုင်တော့မမြင်ဘူးကြားတာကြားဘူးလားမန္တလေးဘုရားကြီးထဲမှာ84,000ပရိစိတ်တဲ့လူတွေရှိတယ်လို့ပြောတယ်အဲ့ဒီနာပရိစိတ်ရင်တတိထားပေါ့သူကပရိကိုလက်ညှိုးပတ်ပြီးတော့ရမ်းနေတာလို့ပြောတယ်နော်ပရိကိုလက်ညှိုးပတ်ပြီးတော့ရမ်းလိုက်တာအနန္တလူတွေမှန်လိုက်ရင်တော့မတတ်တာအဲ့ဒါပရိကိုလက်ညှိုးပတ်ပြီးတော့ရမ်းနေတာဆိုလို့ရှိရင်နော်84,000ခဏရသွားမှာနော်အဲ့လိုစိတ်တဲ့လူလဲရှိတယ်လို့ပြောတယ်အဲ့တချို့လဲပြင်းပြင်းနဲ့ဆွဲချပြီးတော့စိတ်တဲ့လူလဲရှိတယ်ကိန်းကနန်းကိုပဲရှေ့တန်းတင်ပြီးတော့ပရိစိတ်ကြတယ်ပေါ့အဲ့ဒီပရိစိတ်တာကိုပဲသမထအလုတ်ဆိုပြီးတော့လုပ်ကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာဘာပဲဖြစ်ဖြစ်လုပ်တယ်ဆိုလို့ရှိရင်မှန်မှန်ကန်ကန်လုပ်ဖို့တော့လိုအပ်တာပေါ့မမှန်မှန်ကန်လုပ်ရတယ်ဟာကောင်းကျိုးချမ်းသာပေးတော့လည်းပဲမှန်မှန်ကန်ကန်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးမှန်ကန်တဲ့နီလန်ဘယ်ဟာပဲဖြစ်ဖြစ်နီလန်ကြကြစနစ်ကြကြ systematically လို့ခေါ်တယ်တဘာဝကြကြလုပ်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒီလိုတဘာဝမကြတဲ့ပရိအပတ်ရကြည့်ပြီးတော့ဗုဒ္ဓနုတ္တိလုံးလို့ရတော့သိပြီးတော့အကျိုးတရားတွေလုံလောက်အောင်ရမယ်မဟုတ်ဘူးဒါတွေကအရေးအတွက်ခဏန်းနေပေါ်မှာမူတည်ပြီးလန်လို့တချို့ကြတော့ပရိတောင်မကင်တော့ဘူးတာလီခဏန်းပေါင်းဆက်ကလေးနဲ့ခဏန်းဆက်ကလေးနဲ့ဆွဲပြီးတော့လှုပ်နေနော်ဘယ်နှပတ်ရပြီတော့ဘယ်နှခုရပြီလဲဆိုပြီးတော့ခဏန်းပဲအာယုံပြုတ်ပြီးတော့စိတ်နေတာမျိုးလည်းရှိဘယ်နှခါရဘာမှလုပ်เสียမလို့နော်1000ရမှ2000ရမှ3000ရမှမှတ်เสียမှမလို့တာဖះကိုအာယုံပြုတ်တယ်ဆိုအာယုံပြုတ်နေရင်ပြီးတာပဲအာယုံပြုတ်ဖို့လို့တာဖះကိုအာယုံမရောက်တော့ပဲနဲ့ဘယ်အာယုံရောက်နေတော့ဆိုအရေးအတွက်ဘယ်နှပတ်ရှိသွားပြီလဲဘယ်နှပတ်ရှိသွားပြီလဲတနေ့ကိုမှတ်မယ်ဂုံတော်ပရိ9000ပြည့်အောင်စိုက်မယ်ဆိုအခုဘယ်နှပတ်ရှိသွားပြီလဲဒါပဲကြည့်နေတာပြည့်သွားရင်သူကကိစ္စအေးသွားတယ်လို့ဒီလိုထင်နေတာအဓိကကတော့ကိုယ်စိတ်ဟာဘုရားကုံတော်ဘုံမှာတတိတရားဆွဲဆွဲမြဲမြဲရှိနေဖို့ကပို့အရေးကြီးတယ်ဆိုလိုတာဘာလို့မှန်ကန်မှုလိုတယ်လို့ဆိုလိုတာနော်ပြောတယ်ကြားဘူးတယ်စကိုင်းတောင်ရိုးမှာထုတ်ခေါင်ကြောင်ဆိုတာထုတ်ခေါင်ဆရာတော်ကြီးမင်းတို့မင်းကြီးလက်ထက်ကနာမည်ကြီးတဲ့ထုတ်ခေါင်ဆရာထုတ်ခေါင်ကြောင်ကနေပြီးတော့ကောင်းမှုတော်ဘုရားကြီးကိုသွားဖူးတဲ့အခါသူတပည့်တွေနောက်ကယောဂီတွေသီလရှင်တွေတန်ဃာတွေပါမှာပေါ့သွားတဲ့အခါထုတ်ခေါင်ကြောင်ကနေပြီးတော့ကောင်းမှုတော်ဘုရားသွားတာမေးလိုက်တယ်မေးတဲ့အခါဆရာတော်ကြီးကိုပြောကြတယ်တပည့်တော်ပရိဘယ်နှပတ်ရတယ်ဗျာနော်ထုတ်ခေါင်ကြောင်ကနေကောင်းမှုတော်ဘုရားသွားဖို့တော့ပရိဘယ်နှပတ်ရတယ်ကျွတ်လဲတပည့်တော်ဂုံတော်ပရိ1000ရတယ်2000ရတယ်1000ရတယ်နဲ့ရှောက်ကြထုတ်ခေါင်ဆရာတော်ကြီးအေးဗျာခမည်းတော်တို့တော်လိုက်ကြတာကျုပ်ဖြင့်တစ်လုံးတောင်မနှဲရအောင်စိတ်ရတယ်လို့ပြောဟုတ်တယ်လေတကယ်ဘုရားကုံတော်ကိုစိတ်ရောက်မှအဲ့ဒါလို့မဟုတ်ရင်နင်ပြီးနင်ဆင်းပဲသွားမှာပဲလေပရိလုံးလေးတွေဆွဲပြီးတော့ချနေတာနင်ပြီးနင်ဆင်းနင်ပြီးနင်ဆင်းပဲနောက်ဆုံးမှာကိုယ်ပါဆင်းရမယ့်ပုံစံမျိုးဖြစ်နေနော်အဲ့ဒါလို့အရေးတွက်ပဲလိုက်တာတဲ့သဘောတွေဟာမှန်ကန်တဲ့ဟာမဟုတ်ဘူးဘုရားကုံကိုအာရုံပြုနိုင်ဖို့ကအရေးကြီးတယ်နောက်ပိုင်းကျတော့ဘလို့ဖြစ်လာတော့ဆိုဘုန်းကြီးတို့နေပေါ်ရောက်တဲ့အခါမှာသောတတိထားမိတယ်ဘိန်းလုံးကြီးတွေလောက်ထားတာရှိတယ်အဲ့ဒီမှာသူတို့မှလည်းမန္တန်ရွတ်တာတယ်မန္တန်ကိုဘယ်နှခေါက်ရွတ်မယ်ဆိုတဲ့ဟာရှိတယ်ပေါ့နော်မန္တန်ရွတ်ရင်ဘယ်နှခေါက်ရွတ်ဆိုတာအဲ့ဒီကနေကူးဆက်လာမန္တရတန္တရခိုင်းနေရဲ့အယူအဆတွေကဒီထဲမှာဝင်ရောလာ
ဒါမှမဟုတ်ဂုံတော်စိတ်ရင်ပတိဘယ်နှပတ်ပြည့်အောင်စိတ်ရမယ်တို့ဆိုတဲ့အယူဆတွေဝင်လာမန္တန်နဲ့ဆက်ဆက်ပြီးတော့ဝင်လာတဲ့သဘောတွေပေါ့ဂုံတော်ကိုအာယုံရောက်အောင်လုပ်နိုင်ရင်တော့ကျိုးမရှိဘူးလို့မဆိုလိုပါဘူးသို့တော့စနစ်တကျတတိတရားကိုယ်တဏ္ဍာမှာတန်ဖိုးရှိတဲ့မြတ်စွာဘုရားဂုံပေါ်မှာလွှမ်းခြုံထားတဲ့တတိရှိဖို့လိုအပ်တယ်ခဏမောအာယုံရောက်နေရင်တော့ဂုံပေါ်ရောက်တာမဟုတ်ဘူးအဲ့ဒါကြောင့်ဂုံတော်ပေါ်အာယုံရောက်တာမဟုတ်ဘူးအဲ့တော့หนีပေါ်သွားတဲ့အခါမှာသူတို့ကဘယ်နှခေါက်ဆိုတာရွတ်ရမယ်ဆိုတဲ့တန်တရမန္တရတွေရဲ့အယူအဆအရာဘိန်းလုံးကြီးမှာဘာတွေရေးထားတော့ဆိုဩမဏိပတမေဟုံဆိုတဲ့မန္တန်ကိုရေးထားတယ်နော်အဲ့ဒီမန္တန်ကြီးကိုရေးထားတာဘုရားကမရွတ်တတ်တဲ့ပုဂ္ဂိုလ်တွေတို့မရွတ်နိုင်တဲ့ပုဂ္ဂိုလ်တွေတို့အဲ့ဒီဘိန်းလုံးကြီးကိုသွားလှည့်နေကြတာတစ်ပတ်ပြည့်တစ်ခေါက်ပေါ့နှစ်ပတ်ပြည့်နှစ်ခေါက်ပေါ့နော်ဘိန်းလုံးဆိုတာလှည့်ရင်လဲတာပဲပေါ့အဲ့ဒါကိုကုသိုလ်ရတယ်ထင်ပြီးတော့လှည့်နေကြတာပဲအဲ့ဒီမှာဘုရားဘူးတွေတွေ့ခဲ့တာနော်ယန္တံပန္တံရောင်တောင်ပေါင်တောင်လောက်ပြီးတော့ဗမာပြည်ကတော့အုံမဏိပရမေဟုံတွေလောက်နေသေးတယ်နော်တကိုးရှိတယ်ထင်ပြီးတော့ရှောက်လောက်ကြအတိပ္ပယ်ကိုနားလည်ဖို့လိုတယ်ပေါ့အုံဆိုတဲ့စကားလုံးသိပြီလေဘာအတိပ္ပယ်ဆောင်းတာလဲလို့စဉ်းစားဖို့လိုအပ်တာပေါ့အုံဆိုတဲ့စကားလုံးဟာအဥမဆိုတဲ့အခရာ၃လုံးကိုတတန်နဲ့ထွက်အောင်ရွတ်တဲ့သဘောကိုယ့်အကိုအိမ်ပြန်တဲ့အခါကျတော့ရွတ်ချီပေါ့အဥမအဲ့ဒီ၃လုံးကိုတပြိုင်နဲ့ထွက်အောင်ရွတ်ချီနော်တပြိုင်နဲ့မြန်ထွက်အောင်ရွတ်ချီအဥမလို့မဆိုနဲ့အောင်ဒီလိုထွက်အောင်ရွတ်အဲ့ဒါကိုအောင်လို့အတန်ကြားတဲ့ခါကြားတယ်အုံလို့အတန်ကြားတဲ့ခါကြားတကယ်တော့အဲ့ဒီအခရာ၃လုံးကိုပေါင်းထားတယ်အတိပ္ပယ်ကဘာတုံးလို့ဆိုရင်ဒါကဟိန္ဒူဘာသာဝင်တွေသုံးတဲ့စကားလုံးအဆိုတာပြမာကိုရည်ညွှန်းတာဥဆိုတာဘိတနိုးကိုရည်ညွှန်းတာမဆိုတာတိဝနတ်ကြီးကိုရည်ညွှန်းတာသူတို့ခေါ်တဲ့ဗြဟ္မာဗိရှနုစိဗံအဲ့ဒါကြောင့်မလို့အဥမနောက်ဆုံးအခရာလေးတွေကိုယူပြီးတော့ဗြဟ္မာမှာနောက်ကအဝိရှနုမှာဥရှိဗံမှာမအဲ့ဒီ၃လုံးကိုပေါင်းပြီးတော့ရွတ်တာအောင်ဆိုတဲ့စကားလုံးอ่ะနော်သူတို့ကိုးကွယ်တဲ့ဗျမဆိုတဲ့ creator ဝိရှနုဆိုတဲ့ protector ရှိဝဆိုတဲ့ destroyer လို့ဖန်ဆင်းတာကတစ်ယောက်ဆောင်းလျှောက်တာကတစ်ယောက်ဖြည့်ဆည်းတာကတစ်ယောက်၃ယောက်အဲ့ဒီနတ်ဖျား၃စုကိုတန်တပြီးတော့တပြိုင်နဲ့တန်တရှိခိုးတဲ့မန္တန်အဲ့ဒါအုံလို့ရွတ်တာဘုရားဘာသာနဲ့မဆိုင်ဘူးဘုရားဘာသာတွေရွတ်ချင်တော့ဣတိပိသောရွတ်အုံခံစရာမလိုဘူးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဒီလိုရွတ်ဝိသောနာမင်းကြီးကအာတနာရိယတုတ်ကိုမြတ်စွာဘုရားကိုလာပြီးတော့ရှောက်ထားတဲ့အခါမှာကြည့်သူ့ရဲ့အိဋ္ဌတပည့်တွေဘလူးတွေမြတ်စွာဘုရားကိုကြီးညိုတာရှိတယ်မကြီးညိုတာရှိတယ်မကြီးညိုတာတွေကများတယ်အဘလို့များလဲဘုရားကသူ့အသက်တတ်ခြင်းမှရှောင်ရမယ်သူ့ဥစ္စာခိုးခြင်းမှရှောင်ရမယ်ဆိုဒီကောင်တွေကသူ့အသက်တတ်ခြင်းတဲ့ကောင်တွေတဲ့သူ့ဥစ္စာခိုးခြင်းတဲ့ကောင်မဟုတ်တာလှုပ်ခြင်းတဲ့ကောင်တွေဆိုဘုရားမတည့်ဘူးသူတို့ကဒီလိုဆိုတာမကြီးညိုတဲ့ကောင်တွေများဘုရားဒါကြောင့်မို့မကြီးညိုလို့ဘုရားကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကိုနှောက်ယှက်မှဆိုလို့ဘုရားကိုလာလျှောက်တာလာလျှောက်တဲ့အခါမှာအဲ့ဒီလိုလုပ်ရင်သူကနှောက်ယှက်ခြင်းလို့အနီးကပ်တယ်အခွင့်ချောင်းတယ်ဆိုရင်ဒီကောင်ဖမ်းနည်းနည်းနံပေးနောက်ဆုံးမှာဘလူးစည်းဝေးမဝင်ရဆိုတာတွေကန့်တတ်ချက်တွေနဲ့လုပ်နော်ဒီလိုဟာတွေလုပ်ပြီးတော့အပြစ်ထန်တွေချမှတ်တယ်အဲ့ဒါအာတနာရိယတုတ်ဆိုတာအဲ့ဒီဟာပါပေါ့နော်